ကဲချောင်းနေပေရောက်တယ်ဒီမှာအလုတ်အမေဆုံးလိုက်ပို့ရင်းနဲ့ချောင်းနေပေရောက်သွားပါပဲချောင်းနေပေရောက်သွားပါတယ်ဒီမှာ Miss Piri ပါအိုးစနောကလည်းကြချောင်းနှပေးကလည်းရောက်ပျော်စရာတော့ပျော်စရာပဲဒီမှာဒီမှာတွေ့ကြလာဗျာဒီမှာဟောမှာ Mrs. Piri ပါဒီမှာအိုးပျော်စရာဗျာကဲကဲအဲ့ဒါလေးပြတာဖြစ်ပါတယ်ခင်ဗျာ